ဝါသနာတစ်ခုကိုလက်တွေဘဝထဲရောက်လာအောင်6နှစ်လုံးလုံးအိမ်မက်မှတ်ခဲ့ရတယ်ဆိုရင်သင်ယုံကြည်မလားဒီဗီဒီယိုတွေကအိမ်မက်ကိုလက်မလွတ်ချင်တဲ့တူတွေအတွက်ခွန်အားဖြစ်စေမယ်လို့ရည်ရွယ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်မကတော့ makeup artist တယောက်ဖြစ်ချင်တဲ့အိမ်မက်ကိုတက္ကသိုလ်ကျောင်းသူဘဝကနေစပြီးတော့ယူထုတ်ခဲ့ပါတယ်ဒါပေမဲ့ဝါသနာကိုအကောင့်ထဲပေါ်ဖို့အခွင့်အရေးအခွင့်အလမ်းကံတရားအားလုံးကျမဘက်မှာရှိမနေပါဘူး6နှစ်ဒါလုံးဝါသနာကိုမစွန့်လွတ်ပဲယူသွတ်တဲ့စိတ်တစ်ခုတည်းနဲ့ပဲရှင်သန်ခဲ့ပါတယ်ကျမရဲ့အိမ်မက်ကိုလုတ်ခွင့်မရတော့မှကြောက်တဲ့စိတ်နဲ့ပဲကျမလက်ရှိနေတဲ့မြို့မှာပဲ makeup artist တယောက်အဖြစ်လုပ်ကိုင်နေပါပြီmakeup ပညာဆိုတာကကျမအတွက်တော့မျက်နှာပေါ်အယောင်တွေထိတိုင်းတင်ရုံမကပဲလူတဦးချင်းစီရဲ့အလှတရားကိုအနုစိတ်ဖန်တီးပေးရတဲ့တန်ဖိုးထားရတဲ့အနုပညာရဲ့တစ်ခုလိုဖြစ်တယ်လို့ကျမခံယူထားပါတယ်ဒါအခွင့်အရေးကံတရားကိုထိုင်ဆောင်မနေပဲကျမတို့လက်ရှိနေတဲ့နေရာကျမတို့မှာရှိတဲ့အရာတွေနဲ့ပဲစတင်ဖို့အကြံပေးချင်ပါတယ်ဒါကြောင့်မလို့ကျမတင်ယူခဲ့ရတဲ့နီးလန်းကောင်းတွေပညာရက်တွေကိုကိုအလှပြင်ဖို့စိတ်ဝင်စားတဲ့လူတွေ daily makeup လို့ပြင်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် makeup tutorial တွေကိုမျှဝေပေးသွားတော့မှာဖြစ်ပါတယ်အားလုံးအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်